မင်္ဂလာပါခုသင်ခန်းစာမှာတော့ကျွန်တော်ဒီ Google Chrome မှာเนาะ logo လုတ်ပုံလုတ်နည်းလေးကို Adobe Illustrator 2022နဲ့ကျွန်တော်ပြပေးပါမယ်เนาะဆိုတော့အရင်ဆုံးကျွန်တော်ဒါဒီ new file ယူလိုက်ပါတယ် A4 စာမျက်နှာပေါ့เนาะ A4 စာမျက်နှာယူလိုက်ပါတယ်ဆိုတော့ဒီ ellipse tool ကိုယူလိုက်ပါပြီးရင် shift alt ဖိပြီးတော့မှတစ်ချက်လောက်ဆွဲပေးလိုက်ပါကိုလိုချင်တဲ့အရွယ်အစားလောက်ပေါ့เนาะကျွန်တော်ဒီလောက်ယူလိုက်ပါမယ်ပြီးရင် control C နှိပ်လိုက်မယ်ပြီးရင် control F ပေါ့เนาะပြီးရင် move tool ကိုယူလိုက်ပါ move tool လား selection tool လား selection tool ပါ selection tool ယူမယ် alt shift ဖိမယ်တေးခိုင်းပါမယ်ဒီလောက်ပြီးရင် control C control F နှိပ်လိုက်ပါပြီးရင် alt shift ဖိပြီးတော့မှကျွန်တော်တို့တေးခိုင်းပါเนาะပြီးရင်ဒီမှာ line tool ကိုယူလိုက်ပါတယ် line tool ကနေဒီအလဲတက်အနေပေါ့เนาะဒီမှာ angle ဆိုတာလေးပေါ်တဲ့ချိန်မှာ shift ဖိပါဆွဲပေးလိုက်ပါပြီးရင် shift ဖိပြီးတော့မှ left arrow ကိုတစ်ချက်လောက်တိုးပေးလိုက်ပါပြီးရင် zoom ဆွဲမယ် alt ကိုဖိဘိန်းလုံးလေးကိုရှေ့ဘက်ကိုတွန်းပေးပါ control Y နဲ့ကြည့်ရအောင်ဆက်သလားမဆက်ဘူးလားပေါ့เนาะဆက်ပါတယ်เนาะဟုတ်ပြီကျွန်တော်ဒီလောက်ဆိုရင်ရပါပြီ control Y ကိုပြန်နှိပ်ပေးလိုက်ပါသူ့ကို selection တစ်ချက်နှိပ်လိုက်ပါမယ် selection ဝင်နေတဲ့အချိန်မှာဒီမှာ rotate tool ပေါ့เนาะ rotate tool ကိုတစ်ချက်လောက်ယူပါပြီးရင် alt ကိုဖိပါဒီဆက်ဝါရဲ့အလဲ center ကိုရှာရမှာပေါ့เนาะဒီလိုမျိုးထောက်လိုက်တဲ့အချိန်မှာ center ပေါ်နေဖို့လိုပါတယ် center ပေါ်ဖို့အတွက်ကျွန်တော်တို့ဒီ view ကိုတွားပါဒီနေရာမှာ smart guide ကအဲ့လိုဆိုပေါ်မှာမဟုတ်ဘူးပေါ့เนาะဒီ view ကိုတွားမယ်ပြီးရင်ဒီ smart guide ကိုကျွန်တော်အမှန်ချစ်ပေးလိုက်ပါမယ်အဲ့ဒီအချိန်မှာ alt ကိုဖိဒီအလဲမှာ center ဆိုတဲ့ဒီပိုင်းရောင်စလုံးလေးပေါ်တဲ့အချိန်မှာတစ်ချက်ဖိလိုက်ပါဒီချိန်မှာကျွန်တော်တို့ကဒီဆက်ဝဲတစ်ခုမှာ360ဒီဂရီရှိတယ်ပေါ့နော်အဲ့ဒီ360ဒီဂရီကိုကျွန်တော်ပိုင်းမှာကျွန်တော်တို့လုံးမှာက Google Chrome ရဲ့ logo ဖြစ်တဲ့အတွက်360 divided by ပေါ့နော်ဒီ main sound လေးပေါ့နော်3ပေါ့နော်ပြီးရင်ဒီမှာ copy နှိပ်လိုက်ပါပြီးရင် control D ကိုနှိပ်လိုက်ပါ okay ဒါဆိုရင်ဒီတိုင်းလေးရပါမယ် selection tool ကိုယူပါတယ်အားလုံးကို select လုပ်လိုက်ပါတယ်ပြီးရင်ဒီနေရာမှာ shape builder tool ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါတယ်ကာလာကြတော့ကျွန်တော်အပေါ်ဆုံးကအနီရောင်ကိုပေးပါတယ်တစ်ချက်နှိပ်ပါနှစ်ချက်တစ်ချက်နှိပ်ပါတယ်တစ်ချက်နှိပ်ပါတယ်ဒုတိယကြတော့ကျွန်တော်အစိမ်းရောင်ပေးလိုက်ပါမယ်ဒီရောင်လေးပါဒီမှာတစ်ချက်နှိပ်လိုက်ပါမယ်ဒီကောက်ကြတော့အဝါရောင်ပေးပါမယ်တစ်ချက်နှိပ်လိုက်ပါအဝါရောင်နောက်တစ်ချက်နှိပ်လိုက်ပါအဲ့ဒါဆိုရင် move tool ကိုဒီအလဲအတွက်ကကျွန်တော်အပြာရောင်ပေးပါမယ်ဒီမှာတစ်ချက်နှိပ်လိုက်ပါအပြာရောင်နှိပ်လိုက်ပါ move selection tool ကိုယူမယ်ဒီမှာတစ်ချက်ထောက် shift ကိုဖိတစ်ချက်1 click ပေါ့နော်အဲ့လို click နဲ့ပြီးပြီဆိုရင် control X ကိုနှိပ်ပါဒီမလိုတဲ့အပိုင်းတွေကို selection ပေးပြီးတော့မှဖြတ်လိုက်ပါ control V ပြန်နှိပ်ပေးလိုက်ပါပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်ဒီ stock line ကိုတော့ none ထားပေးလိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ Google Chrome logo လေးကိုရပါပြီဒါကအမြန်ဒီနည်းနဲ့လုံးလုံးရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော် Illustrator 2022နဲ့ရှင်းပြပေးသွားတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်